ဒီမေးခွန်းကျွန်တော်ဖြေပါမယ်နောက်ဆက်တွဲတော့ထပ်မမေးဘူးကျွန်တော်ဒီရှောက်လာရေးအလုံး40လောက်ကျွန်တော်မှရှိတဲ့ထဲမှာကျွန်တော်ရဲ့ဘယ်လိုပြောမလဲအရင်ကအဆက်ဟောင်းပေါ့နော်ငယ်ငယ်တုန်းကချစ်သူဟောင်းပေးထားတဲ့အမှတ်တရနိုင်သလိုရှိခဲ့ပူပါတယ်ဒါပါပဲနောက်ဆက်တွဲတော့မေးလို့ရတယ်ဆက်မမေးချင်းကြာတော့ကြာပြီဗျကျွန်တော်ကအခု16နှစ်ဆိုတော့လွန်ခဲ့တဲ့မသိတော့ဘူးလေကလေးမဆောင်ရဘူး差不多这就在这么我这样ဘယ်မှာရောစစ်သွားပြီးထားတဲ့နိုင်အားရှိခါပြရတယ်对啊那么也习惯了现在我没有了吧ဆက်မနေကြီး